အသက်23နှစ်အရွယ်လူငယ်တယောက်ဟာတိုင်ဝမ်ရှိအင်တာနက်ကဖေးတစ်ခုတည်းကိုည10နာရီမှဝင်လာခဲ့တယ်။သူကကွန်ပျူတာ3ချိန်8နာရီစာပေးချေပြီးနေရန်ဘေးထောက်ခုံတစ်ခုမှာထိုင်ကဂိမ်းဆက်ကစားခဲ့တယ်။သူကဒီဆိုင်ရဲ့ပုံမှန်လာနေကြဖောက်တီတယောက်ပါပထမ8နာရီပြည့်သွားတော့သူမြဲလုံးနေကြအတိုင်းထိုင်ကုန်ပေါ်မှာခဏအိတ်တယ်နိုးလာတော့နောက်တစ်ချိန်အချိန်ဝယ်ပြီးဆက်ကစားပြန်တဲ့နေ့လယ်2နာရီရောက်ချိန်မှာသူဆိုင်ထဲမှာ14နာရီကျော်ရှိနေပြီးဝန်ထမ်းမင်းကလေးတယောက်ကသူအရန်ပင်ပန်းနေတယ်လို့ချောင်းဆိုးနေတာကိုတတိထားမိတယ်ဒါပေမဲ့ဒီလိုကဖေးတွေမှာလူတိုင်းဒီပါပင်ပန်းနွမ်းနေနေတာပဲမို့ထူးဆန်းတယ်လို့မထင်ခဲ့ဘူးနေ့လယ်တနာရီမှာသူ့ကိုထိုင်ကုန်ပေါ်ဘဘက်တို့နင်းနေကြနေတဲ့ပုံစံနဲ့တွေ့တယ်ဝန်ထမ်းကတော့ဂိမ်းကြတဲ့ခဏအိပ်ပျော်နေတာလို့ထင်ခဲ့တယ်နေ့လယ်3နာရီမှာသူ့ကောင်းကရှေ့ကိုလိုက်ကြနေတယ်လက်နှစ်ဖက်ကကီးဘုတ်ဖက်ကိုဆက်ထားတယ်ဒါကိုလည်းခံနာနေတာပဲလို့ယူဆခဲ့ကြတယ်ည9နာရီမှာသူ့ချိန်ပြည့်သွားလို့ဝန်ထမ်းမင်းကလေးကလာပြောတယ်ချိန်ထက်ဝယ်မလားမဟုတ်ရင်ထွက်ရမယ်လို့ပြောဖို့လာတာပါသူ့နာမည်ကိုခေါ်တယ်မတုံ့ပြန်ဘူးထက်ခေါ်တယ်လှုပ်ရှားမှုမရှိဘူးဒါနဲ့ပခုံးသူမကြောက်လန့်သွားတယ်သူ့ခန္ဓာကိုယ်ကရေခဲလိုအေးဆက်ပြီးတင်းမာနေပြီးသူဟာနေ့လယ်2နာရီကလေးကတည်ဆုံးနေခဲ့တာဖြစ်ပြီးလက်တွေကကီးဘုတ်ကိုလမ်းထားတဲ့အနေထားနဲ့9နာရီလုံးထိုင်နေခဲ့တာပါအနားမှာလူ30ကျော်ရှိပေမဲ့ဘယ်သူမှမတတိထားမိခဲ့ဘူးအားလုံးကသူလဲတခြားသူတွေလိုဂိမ်းကစားနေတာပဲလို့ထင်နေကြလို့ပါ